မင်္ဂလာပါရှင်မိပြပေးမှာကဒီဟာလေးကအယောင်နောက်ထပ်ထွက်တဲ့ဒီဇိုင်းလေးပေါ့နော်ဒီဇိုင်းလေးတော့မဟုတ်ပါဘူးနောက်ထပ်ထွက်တဲ့အစလေးပေါ့ဒါလေးပါပထမအယောင်လေးကစတော့မင်းတို့အစိမ်းလေးပေါ့နော်အစိမ်းလေးပါရှင်ဒီယောင်လေးပါရှင်ဒီယောင်လေးကပထမထွက်တဲ့အယောင်လေးပါဒါလေးကတော့အခုနောက်ထပ်ဒီနေ့မှထပ်ထုတ်ပေးလိုက်တဲ့အယောင်လေးပါရှင်မိမိလေးတွေဝင်ရင်ချစ်စရာလေးပေါ့နော်ခရုတိုက်လေးဖြစ်အောင်လို့မိမိဒီယောင်လေးထုတ်ပေးထားပါတယ်မိမိရှိမှာခုပြထားတဲ့နေအောင်ရမယ်ပေါ့နော်လာသားနေပြီးတော့မှစိုက်ကြီးအစုံရပါတယ်ရှင်မိမိရှိမှာမရတဲ့စိုက်မရှိပါဘူးအကုန်ရပါတယ်လာသားနေ3လ6လ8လ9လအပြီးတော့တစ်နှစ်ပေါ့နော်2နှစ်3နှစ်4နှစ်5နှစ်6နှစ်အများကြီးပဲ small medium large 580ကိုတိုင်းလေးပေးပြီးတဲ့မိမရှိအလူရတယ်နော်မိမိကကြတော့လေရက်လေးစောင်းရပါတယ်ရှင်မာပြီးလို့ရှိရင်မိမရှိမှာရက်လေးစောင်းရတယ်ပေါ့နော်ရက်လေးစောင်းပြီးလို့ရှိရင်အင်ဂျီလေးကရပါပြီရှင်မိမိကမန္တလေးကပါဒီအောင်လေးလည်းချစ်စရာလေးနော်မိမိဒီမှာဒီပုံလေးပဲအမှားများလို့လေမိမိဒီဇိုင်းအစ်စ်လေးမထုတ်ဖ ೇನೆ ဒီပုံလေးပဲအရင်ချုပ်ပြီးလိုက်တာပေါ့နော်ဒါလေးကအပန်းလေးပါရှင်ပထမဒီအယောင်လေးကတော့ပထမမိမိရောင်းတဲ့အယောင်လေးပါပဲရှင်ဒါလေးပါဒါလေးလေးချစ်စရာလေးပေါ်နေရပဲเนาะဒီလိုလေးပခုံးမတင်ထားလိုက်ဒါလေးရဲ့ဒီအယောင်လေးရဲ့မိမိရှိမှဒီနှမျိုးမှာလို့ရပါတယ်လှသားနေစားပြီးရတယ်ပေါ့เนาะ size စုံရပါတယ်ရှင်မိစင်တူလေးဝစ်ချင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်မိက stock မချုပ်ထားတဲ့အတွက်မိရှိမှလို့ရှိရင်ရက်ကလေးတော့စောင့်ရမယ်ပေါ့เนาะဒါလေးရဲ့မင်းသမီးကနုတ်လေးပါရှင်သူရဲ့နာမည်ကမင်းသမီးကနုတ်ပါလေရှင်နောက်လေးကလည်းဒီလိုမျိုးလေးပေါ့နော်ဒီလိုပုံစံဒီဇိုင်းလေးပါရှင်ရှစ်ကျက်ဒီတွေပေါ့နော်စတစ်လေးဆိုလဲလုံးဝတရမိရှိရလေးရလေးဆိုရင်ဝေပူရဲ့လူတိုင်းသိပါတယ်ရှင်မိအလားဆုံးလေးတွေတရက်လေးတွေအကုန်လုံးချုပ်ပေးထားပါတယ်ရှင်ဒီဒီဇိုင်းလေးပါမိရှိမှာကြာစင်ကတော့ပုံမှန်တော့တစ်ပတ်ပေါ့နော်အခုရက်ပိုင်းဆိုလို့ရှိရင်ကြာစင်ကတော့နှစ်ပတ်တော့ဖြစ်သွားမယ်ပေါ့နော်မိဟော်ဒါလေးတွေများနေလို့ပါရှင်လောက်ကုန်လက်ကားပေးမဲ့ထဲလေးလည်းမိပို့ပေးမယ်နော်ချစ်စရာလေးစတစ်လေးဆိုလည်းမိလုံးဝတရက်လေးကြည့်လိုက်တရက်လေးမိချုပ်ပေးထားပါတယ်ရှင်အင်းလေးချီပါနော်နွေရသည်မှာဝစ်လဲအရန်ကောင်းအရန်လာအီးဆက်လေးပါရှင်ဒီအောင်လေးနေအောင်ရပါမယ်မိရဲ့ဖုန်းနံပါတ်က3994995955ပိုက်ပါနေလဲမာလို့ရတယ်လို့မိရဲ့ TikTok CB ကနေလဲမာလို့ရပါတယ်ရှင်ပို့ရမဲ့ထဲလေးလဲမိပို့နေပါတယ်ပေါ့နော်အကောင့်လေးတွေပြောဖို့ကစာလေးတွေကအောက်ရောက်သွားတဲ့အတွက်မိပြောလို့မရလို့ပါရှင်ကျေးဇူးပါ